အားလုံးပဲမင်္ဂလာပါဒီနေ့ကဒါ TVS မော်တာပြောက် TVS မော်တာပြောက်တွေရဲ့အများဆုံးပြစ်ချက်နော်အများအားကြုံနေရတဲ့ပြစ်ချက်ဘာလဲဆိုတော့ကလောက်ရုံဆွဲကြရတယ်အဲ့ဒီရဲ့ပြဿနာဘာလဲဆိုတော့ဒီမှာကြည့်ကျွန်တော်ပြရမယ်ကလပ်ပြားတွေကိုအင်ဂျွိုင်မရောက်နော်ဒါကလပ်ပြားအင်ဂျွိုင်မရောက်ဗျာဒါအခုကျွန်တော်ဖွင့်ချတာစီမှာကလပ်ပြားအင်ဂျွိုင်မဆိုတဲ့ခါကျတော့ကလပ်ပြားတွေကဘာဖြစ်လဲဆိုတော့အယုံဆွဲကြအောင်နော်သူစားတယ်တန်ပြားတွေဆိုရှင်မဲပြီးထွက်လာဒီပစ်ချက်တွေရှိတယ်မော်ဒယ်အစ်စ်မှာနော်ဒါမော်ဒယ်အစ်စ်အင်ဂျင်ချက်မော်ဒယ်အစ်စ်မှာအကုန်ပြောင်းတယ်နော်ကလပ်ဘီတွေကစားအကုန်ပြောင်းတယ်ဒီပစ်ချက်ဖြစ်သွားတယ်ဒီမှာဆိုရင်အရာတွေပါပေါ်တယ်အရာတွေပါပေါ်သွားတယ်ဒီမှာဆိုရင်ခြိုက်ကြပါတယ်နော်ဘာမှမဟုတ်ပဲနော်TV ကမော်ဒယ်အစ်စ်တွေရဲ့ပြဿနာပါ